အခြေပွားစီမဲ့စနေသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိန်းမျိုးမှာကစနေသားသမီးတွေကမိမိအတွက်ပဲဖြစ်ဖြစ်မိသားစုတဲကအတွက်ပဲဖြစ်ဖြစ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေစူးစမ်းရင်အလွန်ကောင်းတယ်ပညာရေးဆိုင်ရာဘယ်တင်တန်းတက်မယ်လို့ဘယ်စာမွဲဖြေမယ်လို့ဘာပွဲလေးယူမှာလို့ဆိုတဲ့ကိစ္စတွေစုတူးပွဲတူးကိစ္စတွေယာတူးနဲ့ပတ်သက်တဲ့ကိစ္စတွေအဲ့ဒါတွေအလွန်ကောင်းတယ်အဲ့တော့အခြေအနေပေးတာလေးတွေကိုစူးစမ်းပန်းသားလုပ်ရအောင်အခြေအနေမပေးတာတွေတော့ဇွတ်မလုပ်နဲ့အောင်ဒီအချိန်လေးကလေနည်းနည်းလေးစိတ်မောလူမောဖြစ်စရာလေးတွေများတာလို့ကံကဇင်းလုံးကြောကြီးမကောင်းတာဘူးအထူးသဖြင့်ကတော့မနိုင်ဝင်နေထမ်းရတာတဲ့ကိုယ်လုပ်ငန်းကိစ္စတွေအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရက်ရွာကိစ္စတာရေးနာရေးကိုကောင်းမှုမှာဖိစီးနေတတ်တယ်အဲ့မဲ့လူကထွက်ပြေးခြင်းနဲ့ဆိုတာမျိုးဖြစ်တတ်တယ်ငါဒီအိမ်မှာမနေတော့ဘူးငါတီလိုက်ခြင်းသွားဖို့တော့မှငါဖုန်ကြီးသွားဖို့တော့မှအလုပ်ကနေထွက်တယ်ကွာဆိုတာမျိုးတွေဖြစ်တတ်တယ်နည်းနည်းကြော့ပါသေးခါရရင်ပြောရတယ်စိတ်ယူပေါက်ပြီးတော့အလုပ်ကနေထွက်ပလိုက်တယ်တို့တွေးတဲ့ယောက်ျားတွေးတဲ့မိန်းမနဲ့ကောက်ယူပလိုက်တယ်တို့ဘာမို့တန်းနဲ့လင်မယားချင်းကိုရတဲ့သမီးသားချင်းပြတ်တယ်ဆိုတာဒီလိုကိန်းမျိုးမှလာပြီးဖြစ်တတ်တယ်စနေသားသမီးတို့ကြီးအဲ့တော့လက်ကိစ္စမပြောခေါင်းအေးအေးနဲ့လှလှလေးလို့ချီတက်ရအောင်နော်ဟိုကားတွေရင်ကြောပိတ်တယ်လို့မျိုးဒုက္ခတဲ့တဲ့ကြီးလည်းမရဘူးဇင်းလုံးလည်းမချောဘူးအဲ့တော့ရင်ကြောပိတ်နေတယ်ခရီးပြက်လည်းမပြက်ဘူးခရီးလည်းမဖြောင်းဘူးပေါ့အဲ့တော့ရှေ့ရကားရွေ့ကိုလည်းလိုက်ရွေ့ရှေ့ရကားရက်ကိုလည်းလိုက်ရက်အခြေအနေကြည့်ပြီးတော့ကဲစူးစမ်းရမယ့်အချိန်လေးဖြစ်ပါတယ်ခေါင်းအေးအေးစိတ်အေးအေးလေးနဲ့စူးစမ်းရအောင်အဲ့လိုမဟုတ်ရင်သူများအဆိုးကကိုအဆိုးသူများအလုံးကိုအလုံးသူများအမှားကိုအမှားတွေဖြစ်ကုန်တတ်တာလေးတတိပြုအဲ့တော့ကောင်းတာလေးတွေရွေးလို့ပါအောင်ဒီကိန်းမျိုးမှာဖုန်းနဲ့ပတ်သက်တဲ့ကိစ္စမြေနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအားပြုပြီးတော့စူးစမ်းတဲ့နဲ့ကိုယ့်စီကိုဘာသာရေးဆိုင်ရာပစ္စည်းတစ်ခုခုဘုရားပုံတော်ဘုံကြီးပုံတော်တရားစာအုပ်တရားခွေပတိအဲ့ဒါမျိုးလက်ဆောင်ရောက်လာရင်တော့ထကပြီးတော့အဲ့ဒီနောက်ကနေပြီးတော့ထိပေါက်တယ်လို့ငွေတွေဝင်လာတတ်တယ်ဝမ်းသာစရာအောင်မြင်မှုကြီးတွေကြုံတတ်တယ်ပြုစနေသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်တော့အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့ဟိုအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်ခဲလေးတစ်လုံးကဲအစင်ပြေသင့်တော်တဲ့ဓာတ်ခဲလေးအားကောင်းတဲ့ဓာတ်ခဲလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက8ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်အိမ်နံပါတ်6နံပါတ်9နံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးသားတွေတတ်မှတ်မယ်ဆိုရင်ဟလာအချိန်ကျက်အနာကြီးတွေရက်တွေရွေးမယ်ဆိုရင်9ကဏ္ဍတွေ8ကဏ္ဍတွေဟာစနေသားသမီးများအတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်ဒီလိုကာလမျိုးမှာစနေသားသမီးတွေကကံရင်အပံမိုးရဖို့ဆိုရင်မုံဟင်းကားလှူဒါန်းတဲ့ကုသိုလ်လေးပြုလို့အောင်မြတ်စွာဘုရားမှာပဲလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုအဲ့ဒီကုသိုလ်လေးနဲ့အတူကဲကံရပါမှုရရှိကြပါစေနေ့စဉ်ရက်ဆက်မဟုတ်ရင်တော့အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာမုံရင်ကားလေးလှူပြီးတော့အောင်တတ်ဆင်မှာပေါ့ကဲမိတ်ဆွေအားလုံးကံဉာဏ်ဝရိယ3ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ